တနင်္လာသားသမီးများအတွက်တင်ကြစာဟောစတာမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2026ခုနှစ်မြန်မာတက္ကသိုလ်1380ခု1387ခုနှစ်အတွင်းတနင်္လာသားသမီးတွေရဲ့ကံကြမ္မာရှင်တွေကိုကျွန်တော်ရဲ့ဟောစတာအတိုင်းအသေးစိတ်ဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဟာတနင်္လာသားသမီးရဲ့အတွက်အေဂျင့်တာရပြီခီးလန်းတာမနှစ်လို့ဆိုရမှာပါ။ဘဝမှာအေဂျင့်မှုတွေပြင်းနေပြီးစိတ်ချမ်းသာစရာတွေများပြားပါလိမ့်မယ်။ဒီနှစ်မှာမိသားစုအရေးအိမ်တော်ရေးကိစ္စတွေမှာအစဉ်ပြေချုံးမွေးနေမယ်နှစ်ဖြစ်ပါတယ်။အရင်ကမပြီးပြတ်ပဲကြံ့ကြာနေတဲ့ကိစ္စတွေကလည်းအလုံးလုံးနေအစဉ်ပြေသွားတတ်ပါတယ်။ရဝေးခီးစဉ်တွေတွားရတတ်ပြီးထိုခီးကနေကျိုးထူးတွေရရှိပါလိမ့်မယ်ခင်ဗျာ။စီးပွားရေးမှာရေလုံးကအယောင်းဝယ်သို့မဟုတ်ရွှေရောင်ပစ္စည်းရောင်းဝယ်သမားများသူကံကောင်းပါလိမ့်မယ်အစူဇက်လုပ်ငန်းတွေတက်ကိုပိုင်လုပ်ငန်းကပို့ပြီးအကျိုးပေးတတ်ပါတယ်ဝကြီးပိုင်းရာဝေဝန်လမ်းဖြောင်းဖြူနေပေမဲ့ကိုယ့်ရဲ့စိတ်သဘောထားပြော့ပြောင်းမှုကြောင့်သူတစ်ပါးကိုကူညီဝေကုန်ကြည့်ကြများတတ်ပါတယ်ခင်ဗျာလူမျိုးအမျိုးချစ်သူချစ်ပြီးသားသူများလက်ထပ်ထိန်မှရတတ်ပါတယ်ချစ်သူမချစ်သေးသူများကတော့လုပ်ငန်းခွင်အတွင်းကနေတမမဟုတ်ခီးသွားရင်းနဲ့ဖူးစာခြင်းတွေ့တတ်ပါတယ်အိမ်တော်တွေကတော့အိမ်တော်ဘက်နဲ့နားလည်မှုအပြည့်ရှိမဲ့အပြင်ယရနာပစ္စည်းသူမဟုတ်သာသမီယရနာထောင်ကားတတ်တဲ့နှစ်ဖြစ်ပါတယ်ကျမကြီးမှာအစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာသူမဟုတ်လက်ချောင်းနာခြင်းကိုမယူဆိုင်ပါအေးမိတာမျိုးခဏခဏဖြစ်တတ်ပါတယ်စိတ်နေစိတ်ထားကတော့စိတ်ကိုရင်ဆန်လုံးနေတတ်လို့လက်တွေ့ကြကြဆောင်ရွက်ချက်ချဖို့လိုအပ်ပါတယ်ခင်ဗျာ။ကံစားတာပုံမညစ်မားစေဖို့ရရအနေနဲ့တနင်္လာနေ့မနက်ပိုင်းမှာဖျားမှာကန်းကောင်ညော့ကိုညွန့်ကိုလူရမ်းမှာတန်ဃာတော်တွေကိုနှုတ်ဆွတော့မဟုတ်နှုတ်ထမင်းကလူဖေးပါတင်ညာကာလအတွင်း55ကောင်ကိုပေးမဲ့လှုပ်ပေးခြင်းပေးအနေရတွေကိုပေါက်ရောက်စေပါတယ်။အကြံပြုချက်အနေနဲ့တနင်္လာသားတွေဟာဒီနှစ်မှာခီးသွားခြင်းကနေကံကောင်းခြင်းတွေရရှိတတ်ပါတယ်ခရီးသွားဖို့အခွင့်အရေးကြုံရင်လက်မလွတ်ပါနဲ့ဒီနှစ်မှာတနင်္လာသားသမီးတွေအားလုံးအေးချမ်းသာရပြီးလိုရာဆန္ဒတွေတည်ဝကြပါစေအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နေ့နဲ့အလိုက်ဟောစာတန်းတွေကိုသိရှိနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့ခင်ဗျာ